Christmas လည်းရသေးလေးလည်းရုပ်ပြီဆိုတော့ရောလို့ဆက်ရုံမှာအခုလိုဓာတ်ပုံထားလာလေးတွေရေးဖို့အတွက် Christmas တစ်ပင်တွေ Christmas မီးပုံးတွေကိုသူတို့ကလုပ်ပေးထားတာပေါ့နော်အဲ့ဒါကူတွေလည်းဓာတ်ပုံထားလာလေးတွေရေးခဲ့ပါတယ်ဒါတော့ Christmas တစ်ပင်ကြီးပါတစ်ပင်ကြီးမှာမီးလေးတွေဆင်ပေးထားပါတယ်ဒါလည်းတော့အယုတ်ကလေးတရုတ်တွေ့လို့ကောက်လိုက်တာပေါ့နော်စစ်စရာလေးပါရှင်ဒါတော့ Christmas မီးပီလေးပါရှင်ဒါကတော့ရိုက်ဖြစ်ခဲ့တဲ့ပုံလေးတွေပါရှင်ခုကတော့နောက်ထပ်တနေရာကိုသွားနေတာပဲဖြစ်ပါတယ်နောက်ထပ်တနေရာမှာလည်းမီးလေးတွေနဲ့လှလှလေးတွေဆင်ပေးထားတယ်ပေါ့နော်ဓာတ်ပုံရဲလို့ရအောင်ဆိုပြီးတော့ပါခုလိုပန်းချုံလေးတွေမှာလည်းမီးလေးတွေဆင်ပေးထားတယ်ပေါ့အရန်လည်းလှပါတယ်ရှင်ဆိုတော့ဓာတ်ပုံလည်းရေးပြီးပြီဆိုတော့ပြန်ပါတော့မယ်အားတော့သူတို့တွေဆင်ပေးထားတဲ့မီးပြီးလေးတွေပါပုံပုံလေးတွေကိုလည်းလှလှလေးရေးခဲ့ပါတယ်ရှင်အဆောင်တီကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်